ရွှေတကုံစီတီတော်ဘိုးတထောင်စီတီတော်စူးလေစီတီတော်တို့အကြောင်းခြားတိုင်းနိုင်ငံရှိမြို့ကြီးများနှင့်ဤရန်ကုန်မြို့၏ထူးခြားသည့်အရာတစ်ခုမှာစူးလေစီတီတော်ကိုမြို့၏အလဲဗဟိုမန်တိုင်းပြုလုပ်၍အရှိအနောက်ရှည်လျားသောလမ်းကျယ်ကြီးများနှင့်အင်းလန်းကျယ်ကြီးများကိုဖျက်၍တောင်မြောက်လမ်းကြီးလမ်းငယ်များကိုအကွက်ရိုက်ပြီးလျင်စီမံထားရာအလွန်ပင်စနစ်ကျလေသည်စူးလေစီတီတော်ကမြောက်ဘက်သို့မျှော်ကြည့်လိုက်သောအခါညိုမိုင်းစိမ့်ဆိုသောတစ်ပင်များအထက်မှစက်တရေရှိစွာနှစ်သက်ပွေရာရွှေရောင်တို့ဖြင့်တပြောင်ပြောင်ထွန်းတောက်ပေါ်ထွက်နေသောရွှေတကုံစီတီတော်ကြီးကိုတွေ့မြင်နိုင်လေသည်ထိုစီတီတော်ကြီးသည်ဗုဒ္ဓဘာသာဝင်များအတွက်အလွန်အရေးကြီးသောအဆောက်အဦဖြစ်၏၎င်း၏အထုပ်ပတ်တိကျင်းမှာဂေါရမမြတ်စွာဘုရားသည်ဘုရားအဖြစ်သို့ရောက်ပြီး၍49ရက်မြောက်ဖြစ်သောနေ့တွင်ဥက္ကလဇနပုတ်တိုင်းမှတပုသနှင့်ဗလိကအမည်ရှိသောကုံတယ်ညီနောင်တို့သည်ကုံရောင်းရန်အလို့မှာလှဲ900ဖြင့်မကြီးမဒေတာဂေါတမဘုရားဖြစ်ပွင့်တော်မူရာမဟာဗောဓိပင်အနီးသို့ဆက်ရောက်ကြလေ၏ထိုအခါအင်းကုံတယ်တို့၏ဆွေမျိုးတော်ခဲ့ဘူးသောနတ်ကလှဲ900တို့ကိုမသွားနိုင်အောင်မိမိတန်ခိုးဖြင့်ရပ်တန့်ထားလေ၏ကုံသည်ညီနောင်တို့ကလည်းဤကဲ့သို့လှဲများမသွားနိုင်သည့်အတွက်နတ်တို့ကိုပူဇော်ပတ်သသောအခါနတ်ကကိုထင်ပြ၍အမောင်ကုံတယ်တို့ငါကိုပူဇော်ပတ်သစေလို၍ဤကဲ့သို့ရပ်တန့်ထားသည်မဟုတ်လောကသုံးပါး၌ဘုရားစင်စစ်ဖြစ်ပွင့်တော်မူပြီးလျင်လင်းလွန်းပင်ရင်၌တည်င်းသုံးလျက်ရှိနေတော်မူသည်ထိုဘုရားထံတက်အားသမျှတွားရောက်လူရန်စေလို၍လှဲတို့ကိုငါရက်တန့်ထားသည်တွားရောက်လူရန်ကြပါလောဟုတိုက်တွန်း၍ကွယ်လေ၏တပုသနှင့်ဗလိကတို့လည်းမိမိတို့မှာပါရှိသည့်ကြက်ကြက်နှင့်ပြားအုံမုံတို့ကိုဘုရားထံတွားရောက်လူရန်ပြီးလျင်မိမိတို့အရက်သို့ပြန်လေသောအခါထာဝစဉ်ကိုးကွယ်ရန်ဘုရားသခင်ထံတွင်တောင်းပန်လျှောက်ထားသနာခံသောအခါစံတော်တို့ကိုပေးတော်မူလိုက်၏တပုသနှင့်ဗလိကတို့လည်းကုန်များကိုရောင်းချပြီးနောက်စံတော်တို့ကိုဆောင်ကျင်းပြန်လေလာကြရာဥက္ကလဇနပုတ်တိုင်းကိုအစိုးရသောဥက္ကလာပမင်းကြီးကသတင်းစကားကြားနှင့်သည်ဖြစ်၍ဗိုလ်မှူးပေါင်း1000ချန်ရန်လျက်စံတော်ကိုကြိုးဆိုရန်စိတ်ကန်းရောက်ထွက်တော်မူ၏ဤကဲ့သို့ကြိုးဆိုကြောင်းကိုနောင်လာနောက်သားများသိရှိစေရန်ဗိုလ်မှူး1000တို့တည်ထားခဲ့သည့်ဘုရားကိုယခုထက်တိုင်ဗိုလ်1000ဘုရားဟုထင်ရှားခေါ်သမုတ်ကြလေသည်ထိုစိတ်ကန်းမှခန္ဓာကြီးကျယ်စွာစံတော်တို့ကိုပေးဆောင်လာပြီးလျှင်၎င်းစံတော်တို့ကိုအထာပနာယံတိန်ကုတ္တရကုန်းနှင့်ထိုကုန်းတွင်ရှေးဘုရားတို့၏အသုံးဆောင်များအထာပနာထားဘူးရာအရက်ကိုလူအပေါင်းတို့မတိကြသောအခါနတ်များစွာတို့ကိုတောင်းပန်ကြလေ၏နတ်များတို့တွင်လည်းရှေးဘုရားတို့ကိုမမိလိုက်သောနတ်သားများ၍နတ်အားလုံးစုဝေးမေးမြန်းရမည်ကုန်းငယ်တစ်ခုတွင်စုလေဟုတိုက်တွန်းနှိုးဆော်စုဝေးကြရလေ၏ထိုနတ်အစုအဝေးတွင်အသက်ကြီးသောနတ်သားတို့ညွှန်ကြားသည့်ဌာနမှစံတော်များကိုထာပနာပြီးလျင်ဤရွှေတကုံစီတီတော်ကြီးကိုတည်ထားခဲ့ကြလေသည်နတ်များကိုစုလေဟုတိုက်တွန်းနှိုးဆော်စုဝေးကြရာကုန်းငယ်တွင်တည်ထားသောစီတီတော်ကိုလည်းစုလေဖျားဟုရှေးကခေါ်ဝေါ်ကြရာကာလရှည်လျားသဖြင့်စုလေဖျားဟုယခုခေါ်တွင်လေသည်စတုထတန်းဒေါင်းတစိတ်မြန်မာဖက်စာတစ်တွင်ဖော်ပြထားသည့်ရန်ကုန်မြို့အကြောင်းသင်ခန်းစာမှထုတ်လို့ဖော်ပြသည်